vlog တွေရိုက်နေပေမဲ့လူစိတ်ဝင်စားမှုနည်းရတဲ့အကြောင်းရင်းတွေကတစ်ခုက plan မရှိလို့ပါမင်္ဂလာပါ Sikimra House ရဲ့ Vlogger Journey Program မှာကြိုဆိုပါရစေ။ This Vlogger Journey Program ဆိုတာက beginner vlogger တွေအတွက်အကျိုးရှိစေမယ့် content တွေကိုမျှဝေပေးမယ့် program တစ်ခုပါ။ Vlog တွေဖန်တီးနေပေမဲ့ planning မရှိတာကြောင့်လူစိတ်ဝင်စားမှုနည်းတဲ့ပြဿနာကို beginner vlogger တော်တော်များများကကြုံမှုကြမှာပါ။ Vlog တစ်ပုဒ်ကို plan ထားပြီးရိုက်မယ်ဆိုရင်ရရှိလာမယ့် result ကပုံမှန်ထက်ပိုကောင်းစေမှာဖြစ်လို့ vlog ကိုအစနဲ့အဆုံးထိဘယ်လို plan မလဲဆိုတာကိုဒီဗီဒီယိုမှာပြပြပေးသွားပါမယ်။ပထမအဆင့်မှာတော့ကိုဖန်တီးမဲ့ vlog မျိုးစားကိုရွေးချယ်ပါ။ vlog တွေကတော့အမျိုးစားအများကြီးရှိရပါတော့။အဲဒီမှာကိုဖန်တီးမဲ့ vlog ကဘယ်ဟာလဲဆိုတာကိုသတ်မှတ်ပေးလိုက်ပါ။ဥပမာ daily vlog လား train on vlog လား travel vlog လားစသဖြင့်ဒီလိုမျိုးကိုယ်ပဲပြသတ်မှတ်လိုက်တဲ့အခါ vlog တွေရိုက်ဖို့အတွက်လိုအပ်မဲ့တခြား step တွေကိုစဉ်းစားရင်ပိုပြီးတိကျသွားပါလိမ့်မယ်။ဒုတိယအဆင့်ကတော့ script ကြိုရေးပါ။ script ရေးတဲ့အခါတချို့ကကိုပြောမဲ့စကားကိုအတိအကျရေးကြတယ်လို့တချို့ကတော့ note လေးထားပြီးတော့ vlog ကိုဖန်တီးကြပါတယ်။ဟုတ်လို့ခေါ်တဲ့ပထမဆုံး3စက္ကန့်မှာလူစိတ်ဝင်စားတဲ့ short မျိုးစကားလုံးမျိုးနဲ့အစချီလိုက်ပြီးတော့အလယ်မှာတော့ daily vlog မျိုးအတွက်ဆိုရင် main activity နဲ့ video ရဲ့အဆုံးမှာ call to action လိုမျိုးကို page ကို follow လုပ်ခဲ့ဖို့ video မှာ comment ရေးခဲ့ဖို့စသဖြင့် script ကိုကြိုရေးထားခြင်းက vlog ရိုက်တဲ့ကပိုပြီးလွယ်ကူသွားစေပါတယ်။ beginner vlogger တော်တော်များများမလုပ်မိတဲ့အချက်ကတော့ short planning မှာတတိယဆင့်မှာတော့ကို vlog နဲ့ကိုက်ညီမဲ့ short တွေကို list ထုတ်ထားသင့်ပါတယ်။အခုဒီ video မှာဆိုလို့ရှိရင်လည်း short မျိုးစုံပြောင်းပြီးသုံးပြသွားတာကိုသတိထားမိကြမှာပါ။ vlog တစ်ပုဒ်က viewer တွေအတွက်ပြင်းစရာကောင်းမနေအောင် camera shot တွေကနေတဆင့်ဆွဲဆောင်လို့ရပါတယ်။ wide shot, medium shot, close up shot တွေကိုသုံးပြီးတော့လည်း professional လုပ်ရတဲ့ vlog တစ်ပုဒ်ကိုဖန်တီးနိုင်မှာပါ။နောက်ဆုံးဆင့်ကတော့ကြိုတင်ပြင်ဆင်မှာ vlog ရိုက်ခဲ့ခါလိုအပ်မဲ့အရာတွေဖြစ်တဲ့ကိုကဖုန်းနဲ့ရိုက်တဲ့ဆိုလို့ရှိရင်လည်းဖုန်းကိုအားသွင်းတာမျိုးတခြား accessory တွေဖြစ်တဲ့ mobile phone gimbal, wireless mic တွေကိုအားသွင်းပြီးတော့ကိုယူသွားမဲ့အိတ်ထဲကိုအစီအစဉ်တကျထည့်ထားပြီးတော့ကိုက Osmo Pocket 3သုံးတယ်ဆိုလို့ရှိရင်လည်း Osmo Pocket 3နဲ့ battery handle လေးကိုအားသွင်းမယ်။သူ့မှာပါပြီးသား DJI mic 2လေးတွေကိုအားသွင်း SD card ပါမှာပါတခြားစစ်ပြီးတော့မှသွားတာကပို့ပြီးတော့အဆင်ပြေစေပါတယ်။နောက်ပြီး outdoor vlog တွေအတွက်ကိုသွားမဲ့ location ကိုကြိုတင်ရှာဖွေထားခြင်းကလည်းတကယ် vlog သွားရတဲ့အခါအခက်အခဲကိုနည်းသွားစေပါတယ်။ beginner vlogger ရဲ့အနေနဲ့ vlog မရိုက်ခင်အခုလိုမျိုးလေး plan ထားခြင်းက vlog တစ်ပုဒ်ကိုအခက်အခဲမရှိပဲလွယ်ကူစွာဖန်တီးသွားနိုင်မှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။အခုလိုမျိုး beginner vlogger တွေအတွက်အကျိုးရှိစေမဲ့ vlog creation content တွေကိုလည်းမကြာခဏတင်ဆက်ပေးသွားမှာဆိုတော့ညီမတို့ရဲ့ Sikimra page ကိုလည်း follow လုပ်သွားအောင်နော်။